Okay YouTube တို့ TikTok တို့မှာဗီဒီယိုတွေတင်ရင်ဝါနေတယ် Okay ဒီနေ့ဗီဒီယိုမှာတော့ YouTube တို့ TikTok တို့မှာဗီဒီယိုတွေ edit တွေတင်ရင်မဝအောင်ဘယ်လိုလုပ်မလဲဘယ်လိုတင်ရမလဲဆိုတော့ပြပြပေးတော့ပါမယ်ပထမဆုံးကျွန်တော်တို့ edit လုပ်တော့မယ့်အခါမှာ edit လုပ်မယ့်ပုံတွေဗီဒီယိုတွေကကြည်နေရမယ်ပေါ့နော် edit လုပ်မယ့်ပုံတွေဗီဒီယိုတွေကြည်ရလေးတွေရွေးပြီးတော့ edit တကယ်လို့ကို edit မဲ့ဗီဒီယိုကမကြည်နေဘူးဆိုရင် win တော့မှာတွားပြီးတော့ image quality နဲ့ကြည်လိုက်ပေါ့နော်ကြည်ပြီးတော့မှ edit ပါဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ align motion နဲ့မှာပုံတွေဗီဒီယိုတွေကို edit ပြီးပြီဆိုရင်ကျွန်တော်တို့ CC လေးပါတယ်အုပ်ပြီးဆိုရင်ကျွန်တော်တို့ဗီဒီယိုထုတ်လိုက်ပါတတိယအဆင့်အနေနဲ့ ဗီဒီယိုကိုကျွန်တော်တို့ကဝင်ထဲမှာတွားပြီးတော့မှထပ်ကြည့်မယ်ပေါ့နော် AI နဲ့ကြည့်မယ်ဆိုရင် quality နေရာမှာကျွန်တော်တို့က HD resolution နေရာမှာ1080လောက်နဲ့တင်လိုက်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့က image quality ကနေပြီးတော့ပဲကြည့်လိုက်လို့လည်းရပါတယ်ဆက်လို့ထားအဆင့်အနေနဲ့ကျွန်တော်တို့က Chrome နဲ့ဝင်ပြီးတော့ free converter ဆိုပြီးရိုက်ချကြည့်လိုက်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ဒီအပြောင်း logo လေးနဲ့ဟာပေါ်လာလိမ့်မယ်အဲ့လိုပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အထက်ဝင်ပြီးတော့မှကိုခဏထုတ်ခိုင်းတဲ့ဗီဒီယိုကိုကျွန်တော်တို့ကထည့်လိုက်ပေါ့နော်ထည့်ပြီးဆိုရင်ကျွန်တော်တို့ကဒီဟာ MOV ဆိုတဲ့နေရာမှာ MP4 ကိုပြောင်းပြီး setting နဲ့ဝင်ပြီးတော့မှ auto နေရာမှာ265ကိုပြောင်းလိုက်ပေါ့နော်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်မှာ38 good quality medium size လောက်ကိုရွေးလိုက်ပါOkay ကိုကတကယ်လို့ video quality အမြင်ရချင်တယ်ဆိုရင်တော့24 high quality last size နဲ့တင်ပေါ့နော် TikTok မှာ file size ကြီးရဆိုရင်လက်နေတတ်တယ်ပေါ့နော်အဲ့ကျတော့တော်တော်များများကဗီဒီယိုမကြည့်ပဲကြော်သွားတတ်ကြတယ်အဲအကြောင်းကျွန်တော်တို့ကဗီဒီယို edit ကိုအရင်ဆုံး file ချုံလိုက်တာပါ file ချုံပြီးတော့မှကျွန်တော်တို့ဗီဒီယိုကိုတင်ပါမယ်ပြီးဆိုရင်တော့ကျွန်တော်တို့ပြင်စမအချက်အနေနဲ့ကျွန်တော်တို့မှာက TikTok Studio နဲ့ EDG Microsoft ရှိရပါမယ်နှစ်ခုတည်းတစ်ခုရှင်ရပါပြီအဲ့နှစ်ခုစလုံးကတင်တဲ့ပုံစံချင်းကတော့တူတူပါပဲကျွန်တော်တို့ဒီဗီဒီယိုမှာတော့ Microsoft နဲ့တင်ပြပါမယ် Okay ကျွန်တော်တို့ Microsoft နဲ့ဝင်ပြီးဆိုရင်တော့ TikTokstudio.com ဆိုပြီးရှာလိုက်ပါနော် Okay ကျွန်တော်တို့ TikTok Studio တော့ရောက်သွားပြီဆိုရင်ကျွန်တော်ဒီလေးနဲ့အမြင့်သုံးကြအောင်နှိပ်လိုက်ပြီးဆိုရင် desktop site ကိုပြောင်းလိုက်ပါနော်ပြီးရင်ကျွန်တော်တို့ကဒီမှာ login ဝင်လိုက်ပေါ့နော်ကိုယ့်အကောင့်ကို login ဝင်ပြီးဆိုရင်ကျွန်တော်တို့ကဒီအပေါင်းလေးကိုနှိပ်ပြီးတော့မှဗီဒီယိုကိုတင်လိုက်ရမှာပဲကျွန်တော်တို့ဗီဒီယိုတင်တဲ့နေရာမှာ only me နဲ့တင်မယ်ပြီးတော့ကျွန်တော်တို့ဒီဟာလေးတွေကိုလည်းဖွင့်ထားပြီးပေါ့နော်မဖွင့်ထားလို့လည်းဘာတော့ဖြစ်မသွားပြီမယ်ကျွန်တော်တို့ဖွင့်ထားလိုက်လည်းဘာတော့ဖြစ်မသွားပါဘူးအဲ့ကျကျွန်တော်တို့ဖွင့်ထားလိုက်ပါဒါလေးကိုလည်း Okay ကျွန်တော်တို့အဲ့ဒါပြီးရင်တော့ဗီဒီယိုတင်ပြီးတော့ဒီ Microsoft ထဲမှာပဲကျွန်တော်2မိနစ်လောက်ဖြစ်ဖြစ်3မိနစ်လောက်ဖြစ်ဖြစ်နေလိုက်ပေါ့နော်နေပြီးဆိုရင်ကျွန်တော်တို့က TikTok တွေကိုဝင်လိုက်ပါမယ် TikTok တွေကိုဝင်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာခဏ only me နဲ့တင်ထားတဲ့ဟာကိုကျွန်တော်တို့က everyone ပြန်တော့ပြောင်းလိုက်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်တို့က resolution မကျတဲ့ဗီဒီယိုကောင်းကောင်းတစ်ပုဒ်ကိုတင်နိုင်ပေါ့နော်ကျွန်တော် TikTok Studio မှာလည်းဒီတိုင်းပဲပေါ့နော်ကိုတင်ချင်တဲ့ဗီဒီယို only me နဲ့တင်ပြီးရင်ကျွန်တော်တို့က5မိနစ်လောက်စောင့်ပြီးရင်ကျွန်တော်ထဲမှာ everyone ပြန်လာပြောင်းလိုက်ရုံပါပဲ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ bye bye